ဘာမှကိုဘာမှမရှိတော့မေပြောတယ်လို့ပဲငါတကယ်သုံးကြတဲ့ကောင် ဟဲ့အောင်သားကျော်မင်းမျက်ရှင်းနေတာလားကစားနေတာလားမြန်မြန်လို့လေကွာတစ်သေးပြလုံးမပြေးဘူးဆိုရင်နင်းကမကောက်ခွဲနိုင်ဘူးနော်မျက်လေးကကန်တယ်ကွာဟဲ့အောင်သားကျော်မင်းဘယ်လိုလုပ်ရလဲကွာဟင်းတွေတူးကုန်ပြီမင်းကတော့ကွာဟင်းချင်းနေတာအေကိုမီးရှို့နေတာမင်းတို့ကဘယ်တော့မှကြီးပွားမှာမဟုတ်ဘူး မင်းဘာသိလို့လဲငါမှအခုပတ်စပို့တွေရောပေါ်ပါမယ်အကုန်ပြသွားပြီရောက်ကောဘာကူဘာမှမရှိတော့ဘူးမေပြောတယ်လို့ပဲငါတကယ်သုံးကြတဲ့ကောင်ငါဘာကူဘာမှရေရမရှိတော့ဘူးကွာမင်းမသိဘူးတရားလေအခုဆိုရင်ကောဘာလာဒုက္ခရောက်လာကွာအကုန်ပြောက်ဘာမှမရှိတော့ဘူးကောဘာမှမရှိတော့ဘူးကွာ ဟဲ့အောင်မင်းကွာအဲ့လိုရေးကြီးတဲ့ဟာကိုဟာစိတ်နဲ့တွေ့ရင်မင်းဘယ်လိုလုပ်မလဲ လာစိတ်ညစ်မနေနဲ့သမင်းကြိုက်မလားသမင်းစားရအောင်ငါလည်းဘိုက်စားနေပြီ
မင်းကပြောရဲဆိုတော့ကွာမင်းစိတ်ဓာတ်မကျစေချင်လို့ပါကွာအခုလိုမျိုးဖြစ်သွားပြီဆိုတော့ငိုရဲဘာမှမထူတော့ဘူးလေငါပြောမယ်သိချင်တော့တောင်းငါတို့မနေ့ပြန်ကြရင်ဆိုရဲစကားသွားမယ်ပြီးရင်စာရဲစာနာပြောတော့ကိုငါတို့တစ်ချက်သွားဖွင့်မယ်အဲ့ဒါမှမင်းလည်းတရားမဝင်နေတာမဟုတ်ဘူးဆိုတော့ကိုလည်းသိမယ်မင်းတို့လည်းရင်ဖန်လို့ပေါ့ကွာငါတို့သေးကိုလည်းပြောရမယ်အဲ့ဒါမှသေးကိုလည်းဘာမင်းအသေးလေးပြန်ရှက်ခဲ့လို့ရမှာလေကွာပတ်စပို့တွေကတော့ငါတို့တန်ရုပ်ကိုရှက်ကြည့်မရအောင်ပါပဲ။မင်းကြောက်နေနဲ့ငါတို့မအကိုရောင်းနေရရှိတယ်။နော်ဒါကြောင့်နောက်တစ်ခါတစ်ခုခုဆိုရင်ကြိတ်ခံစားမနေနဲ့နော်ငါ့ကိုပြောငါတို့ကိုကြည့်ပေးမဲ့သူတွေရှိတယ် ပိုကက်မှာလှုပ်လှုပ်နေတဲ့မြန်မာလူသမားညီကိုမာနာမခင်ဗျာစာရွက်စာတမ်းကိစ္စခက်ခဲပဲဖြစ်ဖြစ်အလောက်ကိုင်နဲ့ပတ်သက်တဲ့အကြံဉာဏ်ပဲဖြစ်ဖြစ်လိုအပ်လာရင်ကြောက်ရွံ့မနေပါနဲ့ကျွန်တော်တို့အာယုဥပုကက်ကတည့်ရဲ့နဘေးမှာအမြဲတမ်းရှိနေပါတယ်စာရွက်စာတမ်းကိစ္စရက်များအလောက်ကိုင်ခွင့်လန်းများနဲ့ပတ်သက်ပြီးနှွေးထွေးစာအကြံပေးဖို့အသက်ရှိနေပါတယ်ခက်ခဲရှိရင်အာယုဥပုကက်ကိုတတိယလိုက်ပါကျွန်တော်တို့နဲ့အတူတူဖြည့်ချင်းကြပါစို့လားခင်ဗျာ